အားလုံးပဲမင်္ဂလာပါထုံး technology ရထန်းတော့မှာဒီနေ့ sport wear တာ8000 watt အကြောင်းလေးကိုပြပြပေးပါမှာဖြစ်ပါတယ်ခင်ဗျာဒီ8000 watt ရောင်းစည်းလေးက2,200,000ကျပ်ပါခင်ဗျာเนาะဒီမှာစောင်းရန်ရှောင်းရန်လေးတွေကိုပြပြပေးပါမယ်ပုံစံလေးကဒီလိုပုံစံလေးပါခင်ဗျာ 150mm project ပေါင်းနဲ့ပဲလုပ်ထားတာခင်ဗျာเนาะ 10mm ကျေးကျိုးပါပါတယ်ဒီဝိုင်းမှာ6နင်းတဲ့ဟာလေးတစ်ခုပါပါတယ်ခင်ဗျာသူကဖွင့်မယ်ဆိုရင်ဒီဘောလုံးလေးကိုထည့်လိုက်တာနဲ့ဖွင့်သွားပါပြီခင်ဗျာဒါ 8.24 ဆိုတော့သူကအားရှိရခင်ဗျာเนาะအဲ့တော့ကျွန်တော်တို့ကပုံမှန် Lithium တွေကို sport ရိုက်မယ်ဆိုရင်4လောက်ထားပြီးရိုက်ရင်အဆင်ပြေပါတယ်ခင်ဗျာသူကအားပြည့်တာက 8.4 လောက်ဆိုရင်အားပြည့်ရခင်ဗျာเนาะအကျဉ်းမြင့်ပေါ့เนาะ7.4 အောက်ရောက်သွားရင်တော့ဆက်မရိုက်သင့်ဘူးအားသွင်းသင့်တယ်ပေါ့နော်ဒီကောင်လေးတွေကဒီဒီရန်တက်ခဲအလုံး100လောက်ရိုက်ပြီးတိုင်းနားပေးဖို့လိုတယ်ခင်ဗျာနော်အဲ့ဒါဆိုရင်ရေရှည်သုံးလို့ရပါတယ်ကျွန်တော်ဒီကောင်သုံးတာဆိုရင်3နှစ်ဝန်းကျင်လောက်ရှိပြီဗျအခုထိဘာမှမဖြစ်သေးဘူးသုံးလို့ရသေးရပေါ့နော်ဒါပေမဲ့ကြာရင်ဘက်ထရီနည်းနည်းမခံတော့တာလို့ဒီ display တွေမဆွဲတော့တာလို့အဲ့ဒါလေးရောရှိပါတယ်ခင်ဗျာနော်ဒါပေမဲ့အဲ့ဒီကောင်တွေကလည်းအကုန်လုံးပြန်ပြီးတော့လဲလို့ရပါတယ်သူသွင်းရတဲ့ charger က 8.4 charger နဲ့ပါတွဲဖို့ရိုင်းနဲ့တော့သွင်းလို့မရဘူးဒါပေမဲ့မှားစရာတော့မရှိပါဘူးခေါင်းလေးကိုတေးလေးလုပ်ပေးရတယ်ခင်ဗျာနော်ရိုးရိုးပုံမှန်2.1ခေါင်းရည်နဲ့ဆိုရင်လည်းမှားလိုက်နေပေါ့နော်ဒီကခေါင်းသေးလေးလုံထားတဲ့အတွက်မမှားနိုင်ပါဘူးသူအသွင်းတဲ့ ampere က 900mAh ပါခင်ဗျာနော်ဒီ sport set လေးက DIY ကိုဝါသနာပါတဲ့သူတွေအတွက်မဖြစ်မနေကိုစောင့်ထားတင်ပါတယ်ခင်ဗျာရောင်းသေးလေးက2,200,000ကျပ်ပါခင်ဗျာโอเคပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ